crypto ဆိုတာဘာလဲ blockchain ဆိုတာဘာလဲ Bitcoin BTC ဆိုတာဘာလဲဒီဗီဒီယိုကလုံးဝကိုကြားဘူးပြီးတော့ဘာမှမသိရတဲ့သူတွေအတွက်ကျွန်တော်ရည်ရွယ်ခြင်းဖြစ်ပါတယ်အခြေခံ knowledge sharing video file လေးဖြစ်ပါတယ်လွယ်ဆုံးတဲ့ crypto Bitcoin blockchain ဆိုတာကိုသိချာလေးကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ knowledge sharing topic ခေါင်းစဉ်လေးကခင်ဗျားတို့နဲ့အတူ crypto ကိုလေ့လာမယ် okay စလိုက်အောင် crypto ဆိုတာဘာလဲကျွန်တော်အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးပြောရမယ်ဆိုရင် crypto currency ဆိုတာ online ပေါ်မှာရှိတဲ့ digital ငွေကြေးတစ်မျိုးဖြစ်တယ် crypto ဆိုတာဘယ်ကလာလဲဆိုတော့ cryptography ဆိုတာကနေလာတာ cryptography ဆိုတာကဘာလဲဆိုတော့နည်းပညာအဲ့လို security မြင့်နည်းပညာအဲ့ဒါကြောင့်မလို့သူက graphy ကိုဖြုတ်ပြီးတော့ crypto ဆိုတာလေးကိုသတ်မှတ်ပေးထားတာဘာလို့လဲဆိုတော့ကျတော့ security မြင့်တဲ့အရာဖြစ်နေတယ်တိုင်တွလို့မရအောင်မမြင်နိုင်ဘူးလက်တွေ့အသုံးပြုလို့ရတယ်ပေးပို့လို့ရတယ်လက်ခံလို့ရတယ် okay အဲ့ဒါ crypto okay နောက်တစ်မျိုးဆက်ပြောမယ် blockchain ဆိုတာဘာလဲ blockchain ဆိုတာနည်းပညာကျွန်တော်ခင်ဗျားတို့ blockchain ဆိုတာလွယ်ကူဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင် blockchain ကိုဘန်စာအုပ်တအုပ်လို့တိုက်တဲ့ဘန်ပေါ့နော်ထားပါတော့ ARKB ဘန်စာအုပ်တအုပ်လို့စိတ်ကူးလိုက်သတ်မှတ်လိုက်ဒီ blockchain ဆိုတာဘန်စာအုပ်တအုပ်ဖြစ်သွားပြီ okay အဲ့ဘန်စာအုပ်ကဘယ်လိုလုပ်တာလဲကျွန်တော်တို့ငွေဝင်ငွေထွက်တွေကိုသူကသိမ့်ပေးတာနော်ကျွန်တော်တို့ transaction တွေကိုငွေဝင်ငွေထွက်တွေကိုသိမ့်ပေးတဲ့စာအုပ် okay အဲ့တော့ blockchain ဆိုတာကဘန်တစ်ခုတွေကပိုင်တာမဟုတ်ကျွန်တော်တို့ဒီကမ္ဘာတောင်လုံးမှာရှိတဲ့ကွန်ပျူတာတွေဖုန်းတွေနှုတ်တွေမှာအများကြီးသိမ်းထားတာပြောရမယ်ဆိုရင်အခုဘန်ဆိုတာကကျွန်တော်တိုးတစ်ယောက်ပိုင်နေနောက်ဆုံးမှဆိုရထိန်ကြုံမှုအောင်မှာရှိတယ်ဘန်စာအုပ်တွေဆိုတာကသူတို့ရဲ့ဒီထိန်ကြုံမှုအောင်မှာရှိတယ်သူတို့သိမ်းထားတယ်ဒီ blockchain ဆိုတာကျတော့သူတို့သိမ်းထားတာမဟုတ်ဘူးဒီမှာသိမ်းထားလဲဆိုတာကျတော့ဒီကမ္ဘာလုံးမှာရှိတဲ့ကွန်ပျူတာတွေဖုန်းတွေနှုတ်တွေမှာသူကတူညီစောသိမ်းမိတာအဲ့တော့တေချာတဲ့တိုးတစ်ယောက်ပိုင်တာမဟုတ်ဘူးတိုးတွေကနေထိန်ကြုံလို့မရဘူးdecentralize ဖြစ်ပြီးတော့သူကအများအားလုံးထဲမှာတင်ထားတဲ့အတွက်နော်လိမ်လည်မှုတွေဒီ hacking ဘိုင်းတွေရစလောက်ရတာခက်မဲ့ဒီ transaction မှတ်တမ်းတွေကိုလည်းပြန်ဖြတ်လို့လည်းမရအောင်သူတို့ကလုံးဝကိုကာကွယ်ပေးထားတဲ့နည်းပညာဖြစ်တယ်အစိမ့်မြင့်နည်းပညာပေါ့နော်အဲ့တော့ blockchain ဆိုတာကျွန်တော်ဒီ transaction တွေကိုမှတ်ထားတဲ့နေရာဒါပေမဲ့မှတ်ထားတဲ့နေရာကဘယ်မှာမှတ်တာလဲဆိုတော့ကြတော့ဒီ transaction လုပ်တဲ့သူတိုင်းကမ္ဘာတောင်ကလုံးမှာမှတ်ထားတာဒီစံတော်လိုက်ဖြစ်တယ် okay အဲ့ဒါက blockchain ဆိုတဲ့နည်းပညာ okay နောက်တစ်မျိုး Bitcoin BTC ဆိုတာဘာလဲ okay Bitcoin ကပထမဆုံး crypto ဖြစ်တယ်2009ခုနှစ်ဆာတိုရှိနာကာမိုတိုဆိုတဲ့သူကဖန်တီးခဲ့တယ်မျက်နှာမပေါ်လို့သူပေါ့နော်ဘယ်သူဘယ်ဝါမှမသိဘူးနာမည်ကတော့ဂျပန်ဆန်ဆန်မဲ့ဒါမဲ့ဂျပန်လောက်ချင်မဟုတ်မဲ့အမေရိကန်လောက်ချင်ဟုတ်မဲ့ဘယ်ဟာမှမသိဘူးအဖွဲ့အစည်းလက်ဖြစ်ခြင်းဖြစ်မဲ့ယောက်ျားလက်ဖြစ်ခြင်းမိန်းမလက်ဖြစ်ခြင်းဖြစ်မဲ့ဘာမှမသိဘူးပေါ့နော်နာမည်ကတော့ဆာတိုရှိနာကာမိုတိုလို့တော့ပြောထားတယ် okay အဲ့တော့ပထမဆုံးပေါ်တဲ့ crypto က Bitcoin okay အဲ့ဒီ Bitcoin ကဘယ်ပေါ်မှာ run တာလဲဆိုတော့ဒီ blockchain ဆိုတဲ့နည်းပညာပေါ်မှာ run တာတယ် okay အဲ့တော့ခင်ဗျားတို့ကိုအရိုးရှင်းဆုံးနဲ့ဒီ crypto blockchain Bitcoin ဆိုတဲ့သုံးမျိုးလုံးကိုအကြောင်းနဲ့အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင်ဒီ Bitcoin ဆိုတဲ့ crypto လေးကပထမဆုံး crypto လေးကဒီ blockchain ဆိုတဲ့နည်းပညာပေါ်မှာ run ထားတယ်ဖန်တီးထားပြီးတော့ပထမဆုံး crypto currency ဖြစ်သွားတယ် okay နော်အဲ့တော့အဲ့ဒါဆိုရုပ်ရှင်းမယ်စနေဒီ Bitcoin ဆိုတဲ့ crypto က blockchain ဆိုတဲ့နည်းပညာပေါ်မှာ run ထားတယ်ဖန်တီးထားတဲ့ပထမဆုံး crypto currency ဖြစ်တယ်အဲ့တော့ digital ငွေကြေးဖြစ်တယ် okay အဲ့တော့အဲ့ဒါဆိုရင်ဒီ Bitcoin BTC blockchain ဆိုတဲ့အကြောင်းအရာလေးတွေကိုအခြေခံသဘောတရားအနေနဲ့သိလောက်ပြီးထင်တယ်အဲ့တော့ဒီ Bitcoin တကွန်ရဲ့အခုလက်ရှိပေါက်ဈေးလူတွေဘယ်လောက်တောင်စိတ်ဝင်စားနေလဲဆိုတော့အဲ့နည်းပညာဘယ်လောက်တောင်စိတ်ဝင်စားလဲဆိုတော့ Bitcoin တကွန်ရဲ့အခုလက်ရှိဒီစက်တင်ဘာ2025စက်တင်ဘာ24 25 26ပတ်ချလဲမှာ Bitcoin တကွန်ပေါက်ဈေးက3,1000 2000 3,1000 3,1000 အဲ့ဝင်းချင်မှာရှိနေတယ်ဟုတ်နော်အဲ့ဝင်းချင်မှာရှိနေတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်လောက်ကျွန်တော်စဉ်းစားကြည့်ရအောင်ကျွန်တော်တို့ Bitcoin ကိုဝယ်ဆိုတာက Bitcoin ကိုတကယ်တမ်းဝယ်တာလားကျွန်တော်တို့ဒီနည်းပညာကိုဝယ်တာလားသိကြတယ် Bitcoin ကိုဝယ်တယ်ဆိုတာဗျာဒီ digital ငွေတစ်ခုဝယ်တာနဲ့ဝယ်တာတင်မဟုတ်ဘဲနဲ့ဒီ blockchain ဆိုတဲ့နည်းပညာကိုယုံကြည်ပြီးတော့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတာနဲ့
နာဂတ်တော့ယင်းနှိမ့်နေတာလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရမယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်နော်ယင်းနှိမ့်နေတဲ့သူတွေကသိကြတယ်ဒီ Bitcoin ကိုဝယ်တယ်ဆိုတာကသူတို့ဒီ blockchain ဆိုတဲ့နည်းပညာကိုယုံကြည်ပြီးတော့နာဂတ်အတွက်သူတို့ယင်းနှိမ့်နေတယ်ဆိုတဲ့သဘောအဲ့ဒီသဘောတွေကတက်ရောက်တယ်ပေါ့နော်အခုလက်ရှိဒီကမ္ဘာပေါ်မှာ crypto အရေးအတွက်ပေါင်းက37 million ကျော်လောက်ဖြစ်နေရပေါ့နော်ဟိုသူအချိန်သူကတော့အချိန်နဲ့တပြေးညီတော့သူပြောင်းလဲနေတာသူကအဲ့လိုသုံးဝင်တာရှိတယ်သုံးဝင်တာလည်းရှိတယ်အဲ့တော့37 million ကျော်လောက်ဖြစ်နေပြီကဲဟုတ်ကဲ့ပါအခုအဲ့ဆိုရင်ကျွန်တော်ဒီຢာလေးရှင်းပြတာက crypto blockchain Bitcoin အကြောင်းကိုကျွန်တော်အခြေခံသဘောတရားလောက်တော့နားလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်နောက်ထပ်တစ်ခုပေါ့နော်ဒီ blockchain ဆိုတဲ့နည်းပညာဘယ်လိုလုပ်ပုံလေးကိုကျွန်တော် sharing လုပ်ပေးမယ်ပေါ့နော်အခုဗီဒီယိုမှာလည်းကျွန်တော်ဒီမှာပါတာတွေလိုအပ်ချက်တွေရှိရင်လည်းကျွန်တော်ထောက်ပြပေးပါပြောပြပေးပါခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ခင်ဗျားတို့နဲ့တူတူကျွန်တော်ဒီ crypto ကိုလေ့လာမယ်ဆိုတဲ့ကောင်းစဉ်အောက်မှာပဲနောက်ထပ်တစ်ခုကျွန်တော်ထပ်ပြီးတော့ဗီဒီယို sharing လေးလုပ်ပေးပါမယ်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့အသိဉာဏ်ရှိရင်လည်းလိုအပ်တာရှိရင်လည်းကျွန်တော် comment မှာမှတ်ငံပေးပါကျွန်တော်တခြားလေး reply ပြန်ပြပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ပြီလို့တခုတယောက်ချင်းနေတိုင်းကိုကျေးဇူးအထွန်းတင်ရှိပါတယ်ခင်ဗျာအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ